ဘုရားသခင်ကနောက်ဆုံးသောကာလမှာစပြည့်ရအဟောင်းနေနဲ့သူအလုံးမလုပ်ဘူးကျွန်တော်သင်ဒီစပြည့်ရအစ်စ်ကိုစာငတ်ရဲ့လားဘုရားသခင်အလုံးလုပ်တဲ့သူတွေက new wine experience ရှိတဲ့သူတွေနဲ့ဘုရားသခင်အလုံးလုပ်တာဒါကြောင့်ကျွန်တော်တို့ဒီ new wine ကိုလိုချင်ရင်ကျမ်းစာပြောတယ်စပြည့်ရဘူးအဟောင်းထဲမှာစပြည့်ရအစ်စ်ကိုမထည့်ဘူးဒါဆို new wine ကိုလိုချင်ရင်ကျွန်တော်တို့ရဲ့ life ကစပြည့်ရဘူးအဟောင်းဖြစ်လို့မရဘူးအဲ့ဒါသင်နှလုံးသားဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကျမ်းစာကိုကြည့်တဲ့အခါမောရှေပြည့်ညတ်တိကျမ်းနဲ့ဘုရားသခင်ယေရှုခရစ်တော်ရဲ့ကျေးဇူးတရားဘာပြောင်းသွားလဲ new wine ပြောင်း baptism ဆရာယောဟန်နဲ့ယေရှု ministry ဘာကွာလဲ old wine နဲ့ new wine ကွာယေရှုခရစ်တော်ရဲ့ပထမဦးဆုံး miracles ကရေကိုစပြည့်ရေပြောင်းလိုက်အဲ့ဒါတို့ဘာပြောလဲယောဟန်ခန်းကြီး2စပြည့်ရေအဟောင်းထက်အခုဒီစပြည့်ရေအစ်စ်ကပိုကောင်းတယ်ပုံမှန်ထုံးစံရှိတာကလူတွေကစပြည့်ရေကောင်းတဲ့စပြည့်ရေကိုအရင်တိုက်တာဒါပေမဲ့ယေရှုကြတော့ကောင်းတဲ့စပြည့်ရေကိုနောက်မှထုတ်တိုက်တယ်ဒီနောက်ဆုံးသောကာလမှာဘုရားသခင်က new wine ကိုပေးခြင်းတယ်ဒီ new wine ကပိုကောင်းတယ်အရှိမတောက်ခဲ့တဲ့စပြည့်ရေထက်ပိုကောင်းတယ်2023ထက်ပိုကောင်းတယ်2023မှာ24မှာ22မှာကျွန်တော်တို့မြန်မာနိုင်ငံအနှံ့မှာဧဝံဂေလိတရားဟောပွဲတွေဖြစ်ခဲ့တယ်အနာတွေငြိမ်းခဲ့တယ်ကြွယ်ဝလာတယ်ဘယ်တယောက်ကြွယ်ဝလာလဲမသိဘူးအရင်ထက်ပိုပြီးတော့ပေးနိုင်ခဲ့တယ်ကျွန်တော်တို့အရင်ထက်ပိုပေးကမ်းနိုင်တယ်ဒီလွန်ခဲ့တဲ့2020 23 24မှာနောက်ကပတ်တော်နဲ့ပတ်သက်ပြီးဗျာဒိတ်အသစ်ထဲမှာရှောက်လန်းတဲ့သူဘယ်တယောက်ရှိလဲအသစ်သောဗျာဒိတ်ထဲမှာအဲ့ဒါဘာလို့ခေါ်လဲ new wine revelation တွေပင်မြင့်လာဗိသိက်ချင်းကလည်းမြင့်လာနမိတ်လက္ခဏာတွေကလည်းများလာတယ်ပျောက်ဆုံးဝိညာဉ်တွေကိုလည်းများဖမ်းမိလာတယ်ဧဝံဂေလိဟောရတကားတွေကလည်းအသစ်သောနိုင်ငံတွေမှာတကားပွင့်လာတယ်ကျွန်တော်တို့ရဲ့နာမကိုကြီးမြတ်စေတယ်ကျွန်တော်တို့ရဲ့တဲရာကိုကျယ်ဝန်းစေတယ်ကျွန်တော်တို့ရဲ့ကြွယ်ဝမှုကိုတိုးပွားစေတယ်နှုတ်ကပတ်တော်ရဲ့ဖွင့်ပြချက်တွေပဲအရင်တုန်းကမမြင်ဘူးသေးတဲ့နယ်နမိတ်တွေကိုကျွန်တော်တို့မြင်လာတယ်ဒါပေမဲ့2025ရောက်တဲ့အခါမှာဘုရားရှင်ရဲ့ဝိညာဉ်တော်ကျွန်တော်တို့ပြောနေဒါဟာအိုးဝိုင်ဖြစ်တယ်ဒါစပြည့်အဟောင်းထဲမှာပြီးသွားပြီဒါပေမဲ့စပြည့်အသစ်အတွက်စာငတ်သေးသလားဘုရားသခင်အရင်ကလှုပ်တာတွေထက်အရှိန်မြန်လွန်းနဲ့အရှိန်ပြင်းလွန်းနဲ့ new wine ကိုစာငတ်သလားအရင်တော့အလုပ်တစ်ခုစဖို့အတွက်6လစောင့်ရတယ်တစ်နှစ်စောင့်ရတယ်ဒါပေမဲ့ new wine ရဲ့အောက်မှာတပတ်ထဲမှာအလုပ်3ခုဖြစ်သွားမယ် new wine ရဲ့အောက်ထဲမှာသင် investment အတွက်လိုတဲ့3000ကတစ်လထဲနဲ့လွယ်လာလိမ့်မယ် new wine ရဲ့အောက်မှာ3000ကမြန်လာမယ်3000ကမြန်လာမယ်အရင်တော့သင်အုံနောက်ကမလိုက်နိုင်တဲ့နံပါတ်တွေဟာ new wine ရဲ့အောက်မှာလွယ်လာလိမ့်မယ် but are you stay hungry for new wine new wine ရဲ့အောက်မှာနမိတ်လက္ခဏာတွေကအရင်ထက်ကြီးလာလိမ့်မယ်အရင်တော့ကအနာရောဂါတယောက်ငြိမ်းဖို့ကြားတယ်ဒါပေမဲ့ new wine အောက်မှာမြန်လာလူတွေကဒီနေ့ traditional wine နဲ့ရစ်မှုနေတယ်ဘာသာရေး wine နဲ့ရစ်မှုနေတယ်မနစ်တုန်းကကြံခဲ့တဲ့ revelation တွေနဲ့ရစ်မှုနေတယ်အရင်တုန်းကဖွင့်ပြချက်တွေအရင်တုန်းကဗျာဒိတ်တွေထဲမှာလူတွေကပျော်နေကြတယ်ဒီနေ့ဘုရားသခင်အသင်ကိုအိုးဝိုင်ကနေထွက်လာစေချင်တယ်လူတွေကဒီနေ့အမြဲတမ်းမတိုးတက်ပဲကြဆင်းတဲ့သူတွေကအားပေးလိုက်ရင်အိုးဒီနှုတ်ကပတ်တော်အရန်ခွန်အားရနော်အဲ့ဒါသင်ပျော်နေတဲ့ဝိုင်ကအဲ့ဒါအိုးဝိုင်ကြီးအိုးအရန်ကောင်းကြီးဖြစ်တယ်တချို့တွေကအိုးဝိုင်နဲ့ကိုကောင်းကြီးဖြစ်နေတာကျွန်တော်ရဲ့ spirit ကအိုးဝိုင်နဲ့စပြည့်အဟောင်းကို satisfy မဖြစ်နိုင်ဘူးကျွန်တော်ရဲ့ spirit ဒီမနစ်က revelation တွေကို satisfy မဖြစ်နိုင်တော့အရင်တုန်းက lifestyle ကို satisfy မဖြစ်နိုင်တော့အရင်တုန်းကဒီ speed နဲ့သွားရင်အခု speed က10ဆမကမြန်ရမယ်ကျွန်တော်တို့အရင် speed နဲ့မသွားခြင်းဘူးအရင် language တွေကိုမပြောခြင်းဘူးအရင်တုန်းကလုပ်ခဲ့တဲ့ movement တွေကိုအားမကျဘူးအခုကျွန်တော်တို့က new wine နဲ့သွားမှာစပြည့်အဟောင်းနဲ့ရစ်မှုတဲ့အုပ်စုထဲမှာဒီမှာရှိတဲ့သူတွေမပါဘူးစပြည့်အဟောင်းကိုကျွန်တော်တို့မကြိုက်ဘူးစပြည့်အဟောင်းထဲမှာလည်းမပျော်ဘူးစပြည့်အဟောင်းရဲ့ environment မှာလည်းမနေနိုင်ဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲစပြည့်အသစ်အတွက်ကျွန်တော်တို့စာငတ်မယ်စပြည့်အသစ်အတွက်ဆူတောင်းမယ်စပြည့်အသစ်အတွက်အချိန်ပေးမယ် Are you hungry for the new wine တမန်တော်တွေ new wine ကိုစာငတ်တယ်ယေရှုခရစ်တော်ကြွလာတဲ့အခါမှာပထမဦးဆုံးရှေးဦးစွာလုပ်တဲ့ miracle ကဘာလဲဆိုတော့ old wine နဲ့ new wine ကိုခွဲပြလိုက်တာအဓိပ္ပာယ်ဘာလဲ Hey this is new season this is new moment this is time to move with new wine new wine နဲ့ရွှေ့ရမယ့်အချိန် new wine နဲ့တွားမယ့်အချိန်ယေရှုခရစ်တော်ကာနာမြို့ရဲ့မင်္ဂလာဆောင်မှာ new wine နဲ့စပြည့်ရဲ့အသစ်နဲ့ယေရှုကစပြီးတော့ old နဲ့ new ကိုခွဲထုတ်ပြလိုက်ပြီစပြီးတော့ generation အသစ်ကို new wine ကိုတိတ်ဆလုပ်ခိုင်းတယ်စမ်းကြည့်မြည်ကြည့်ယေရှုခရစ်တော်ဟာစပြည့်အသစ်ကိုစတိုက်တဲ့အခါ new wine ကိုစတိုက်တဲ့အခါခြာတိတ်တွေကိုမတိုက်ခိုင်းဘူးပွဲအုပ်ကိုအရင်တိုက်တယ်တနည်းအားဖြင့် new wine ဒီတာမန်အငယ်ဆုံးသောသူတွေကိုပြောင်းလဲစေမယ့် wine ပဲမဟုတ် new wine ဒီ leader တွေကိုပြောင်းလဲစေမယ့် wine new wine ဒါကြောင့်မလို့ဘုရားသခင်ဟေရှာယ60မှာဘလို့ prophet ပြုလဲသင်ထားလို့လင်းတော့သင်အလင်းရောက်ပြီသင်ဤအလင်းတို့တပားအမျိုးသားတို့ဒီ၎င်းနဲ့တပားအမျိုးသားတို့ဒီသင်ဤအလင်းတို့၎င်း
ရှင်ဘရင်တို့ဒီတင်ဤပေါ်ထွန်းခြင်းအယောင်တို့၎င်းတနည်းအားဖြင့်ဒါ new wine ရှိကိုဘသူတွေလာလဲခင်းနေလာတယ် new wine ကို leader တွေဥညွှန်းလိုက်မယ်စာလံ66အငယ်3မှာဗာပြောလဲတကိုးတော်ကြီးတော့ကြောင့်ကိုတော်ဤရန်သူတို့ဒီတောင်းပန်ကြပါလိမ့်မယ်ဒါ new wine ပဲ old wine တုန်းကတော့လူတယောက်ပြောင်းလဲဖို့အရန်ကြာတယ်အဲ့မဲ့ new wine မှာတော့ကိုတော့ရန်သူတွေကကိုတော့တောင်းပန်လိမ့်မယ်2024တုန်းကရန်သူတွေက2025တောင်းပန်ရမယ်ဒါ new wine ပဲစပြည့်အသက်ကိုအားလုံးစာငတ်ပါစပြည့်အဟောင်းထဲမှာသင်ပျော်နေလားစပြည့်အဟောင်းထဲမှာရစ်မှုနေလားဒီ2025ဒီစပြည့်အဟောင်းရဲ့လွှမ်းမိုးမှုအောက်ကနေထွက်မဲ့နှစ်ဖြစ်တယ်